ကဘာအကြောင်းမဖွယ်ရကဘာဖြစ်ရမှန်လျှို့ဝှက်ဆန်းကျင်မှုများလူသားတွေဟာမမြင်နိုင်တဲ့ကဘာကိုအမြဲတမ်းစူးစမ်းခဲ့ကြပါတယ်တကယ်ပဲဒီကဘာကြီးမှာကျွန်တော်တို့မသိနိုင်တဲ့ထိတ်လန့်စရာကောင်းတဲ့အရာတွေရှိနေတာလားဒီနေ့မှာတော့ဖြစ်ရမှန်လို့ယူဆရတဲ့ကြောက်မက်ဖွယ်လျှို့ဝှက်ဆန်းကျင်မှု၃ခုကိုဖော်ပြသွားမှာဖြစ်ပါတယ်ဒီ Amityville Horror House 1994ခုနှစ်အမေရိကန်ပြည်ထောင်စုနယူးယောက်မှာ Ronald DeFeo Jr. ဆိုသူကသူ့မိသားစုဝင်6ဦးကိုသူတို့ရဲ့အိမ်မှာတပ်ဖြတ်ခဲ့ပါတယ်။နောက်တစ်နှစ်မှာဒီအိမ်ကို Lutz မိသားစုကပြောင်းရွှေ့လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာ28ရက်သာဒီအိမ်မှာနေနိုင်ခဲ့ပါတယ်။အိမ်ထဲမှာအေးခဲလို့နဲ့အပူချိန်အခန်းထဲကပရိဘောဂတွေရွေရှားခြင်းနေရန်တွေကသွေးတွေစီးကြခြင်းအမောင်ထဲကနေကြောက်မက်ဖွယ်အထန်တွေကြားရခြင်းစတဲ့ဖြစ်ရပ်တွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ Lutz မိသားစုဟာအိမ်ကိုစွန့်ခွာပြီးထွက်ပြေးခဲ့ရကဒီဖြစ်ရဟာကမ္ဘာကျော် Amityville Horror ဖြစ်ရအဖြစ်ယနေ့တိုင်ပြောစပါပြုနေစေပါပဲ1959ခုနှစ်ရုရှားနိုင်ငံယူရယ်တောင်တန်းတွေပေါ်မှာတောင်တက်သမား9ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာသူတို့ရဲ့တဲကနေအလော်တကြီးထွက်ပြေးခဲ့ပြီးနောက်တေဆုံးခဲ့ပါတယ်သူတို့ရဲ့တဲကိုအတွင်းကနေဓာတ်နဲ့ခွဲပြီးထွက်ပြေးခဲ့ကြတာပါရုပ်အလောင်းတွေကိုပြန်တွဲတဲ့အခါပိုပြီးထူးဆန်းခဲ့ပါတယ်အချို့မှာအဝတ်အစားမပါဝင်ပဲနှင်းတွေထဲမှာတေဆုံးနေတာကိုတွေ့ရပါတယ်အချို့မှာတော့ပြင်းထန်တဲ့ရင်ဘတ်တန်ရာတွေဥကောင်းခွန်ကွဲတာတွေရှိပါတယ်ပိုပြီးကြောက်စရာကောင်းတာကအချို့ရုပ်အလောင်းတွေမှာမျက်လုံးမရှိတော့ပဲလျှာလဲပျောက်ဆုံးနေတာကိုတွေ့ရပါတယ်တေဝင်ရှင်းပြချက်ကနှင်းမုန်တိုင်းနဲ့ရေခဲပြိုကျမှုကြောင့်လို့ဆိုပေမဲ့ဒီဖြစ်ရရဲ့လူဝက်ချက်ကတော့နှစ်ပေါင်းများစွာမဖြေရှင်းနိုင်သေးပါဘူး1819ခုနှစ် American Tennessee ပြည်နယ်မှာ Bell မိသားစုဟာမမြင်နိုင်တဲ့ဝိညာဉ်ဆိုးတစ်ခုရဲ့နှောက်ယှက်ခြင်းကိုကြုံတွေ့ခဲ့ရပါတယ်။ဒီဝိညာဉ်ဆိုးဟာသူတို့မိသားစုရဲ့သမီးဖြစ်သူ Betsy Bell ကိုအသားနာအောင်ရိုက်နှက်ခြင်းစပင်ဆွဲခြင်းတွေပြုလုပ်ခဲ့ပြီးနောက်ဆုံးမှာတော့ဖခင်ဖြစ်သူ John Bell ကိုပါအစိတ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ဒီဖြစ်ရဟာအရန်ကိုထင်ရှားခဲ့လို့ American ရဲ့သမ္မတဖြစ်လာမယ် Andrew Jackson တောင်မှဒီအိမ်ကိုလာရောက်လေပတ်ခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်လည်းထိတ်လန့်ဖွယ်ရာတွေကြုံတွေ့ခဲ့ရပြီးငါသာဒီအိမ်မှာတညနေခဲ့ရရတော့ Dyatlov Pass ကလူတွေလိုပဲဖြစ်မှာလို့ပြောခဲ့ပါတယ်။ Bellwitches လူဟောချက်ကတော့ American သမိုင်းမှာအကြောက်မှတ်ဖွယ်ရာအကောင်းဆုံးဝိညာဉ်ခြောက်ခြားမှုတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီလိုဖြစ်ရမှန်တွေဟာကျွန်တော်တို့ကိုမမြင်နိုင်တဲ့ကမ္ဘာအကြောင်းစဉ်းစားရခက်ခဲစေပါတယ်။တကယ်ပဲဒီဖြစ်ရပ်တွေဟာတဘာဝလွန်အဖြစ်အပျက်တွေလားဒါမှမဟုတ်လူသားတွေမဖြေရှင်းနိုင်သေးတဲ့လူ့ဝှက်ချက်တွေလားတင်ရော့ဘယ်လိုထင်လဲ comment မှာပြောပြခဲ့ပါဦး